ကိုပေးခဲ့တဲ့ကိုယ်စွမ်းညံစွမ်းတွေအားလုံးကိုဘာဖြစ်လဲဆိုအယမ်းမြင့်ခဲ့တယ်နောက်ပိုင်းကျတော့ဘာဖြစ်လာလဲတဖြည်းဖြည်းနဲ့ပင်ပန်းတာဖြစ်ဘန်းတော့ဖြစ်တာဖြစ်တချို့ကြောင့်ဘာဖြစ်တဖြည်းဖြည်းညော့လာကြတယ်ပြီးလို့ရှိရင်ဒါဒီဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်လုပ်တဲ့ဥစ္စာကို consistent ဖြစ်မလုပ်တော့တာနံပါတ်1ပါတယ်စီးပွားရေးလုပ်ငန်းတွေကိုကြာရှုံးစေတဲ့အချက်နံပါတ်8ဒီအချက်ကတော့လူတွေတော်တော်များကျွန်တော်တို့မတိလိုက်မတိဖာတာပဲလုံးမိသွားကြတာပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ဥပမာဆိုကြပါစို့ကျွန်တော်တို့ဒီဗီဒီယိုကြည့်နေစီးပွားရေးလုပ်ငန်းရှင်တယောက်နဲ့ကိုပြန်စဉ်းစားကြည့်ပေါ့ကိုလက်ရှိလုပ်နေတဲ့လုပ်ငန်းစခဲ့တဲ့ day 1တုန်းကကိုလုပ်ခဲ့တဲ့ energy ကိုလုပ်ခဲ့တဲ့စိတ်အားထက်သန်မှုကိုပေးခဲ့တဲ့အချိန်ကိုပေးခဲ့တဲ့ကိုယ်စွမ်းညံစွမ်းတွေအားလုံးကိုဘာဖြစ်လဲဆိုအယမ်းမြင့်ခဲ့တယ်နောက်ပိုင်းကျတော့ဘာဖြစ်လာလဲတဖြည်းဖြည်းနဲ့ပင်ပန်းတာဖြစ်ဘန်းတော့ဖြစ်တာဖြစ်တချို့ကြောင့်ဘာဖြစ်တဖြည်းဖြည်းညော့လာကြတယ်ပြီးလို့ရှိရင်ဒါဒီဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုလုပ်တဲ့ဥစ္စာကို consistent ဖြစ်မလုပ်တော့တာနံပါတ်1ပါတယ်နောက်တစ်ချက်ကကျတော့ကျွန်တော်တို့ရဘာလုပ်လဲဆိုရင်စကားစားမှာကျွန်တော်တို့ customer တွေအကောင်းဆုံးဆိုတဲ့ quality ပေးခြင်းမှုအတွက်ဖန်တီးကြတယ်ထုတ်လုပ်ကြတယ်နောက်ပိုင်းကျတော့တဖြည်းဖြည်းညော့လာကြတယ်စားတော့ဆိုင်နေဆိုလို့ရှိရင်ကြည့်လိုက်အစပိုင်းတော့စားလို့ရှိရင်ဘာလုပ်လဲအမြဲတမ်းတန့်ရှင်းတက်ရက်နေတယ်ဒါပေမဲ့အချိန်ကြာလာတဲ့မြတ်ဘာဖြစ်လာလဲဒီရဲ့ဆိုဒါနည်းနည်းလေးထားလိုက်ပါဟိုကနည်းနည်းလေးထားလိုက်ပါဒါတွေကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ consistent ဖြစ်တဲ့ value တခုကို customer ကိုမပေးနိုင်တာပါအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ရေရှည်မှာအောင်မြင်ဖို့ဆိုလို့ရှိရင် consistent value ဖြစ်တဲ့ဟာပေးဖို့လိုပါတယ်လောဘမကြီးပါနဲ့ကိုယ့်လုပ်ငန်းစကားစားမှာအကောင်းဆုံးဆိုတာပေးမယ်ဆိုလို့ရှိရင်ဘာစဉ်းစားဖို့လိုလဲဆိုလို့ရှိရင်ငါဒီ quality ကို customer ကိုအမြဲတမ်းပေးနိုင်လားဆိုတာကိုစဉ်းစားဖို့လိုပါတယ်ဘာကြောင့်လဲဆိုပထမတစ်ချိန်မှာ customer လာပြီးဒီ quality ရပြီးသွားလို့နောက်ခေါက်ရတဲ့ quality ကတလောက်မကောင်းတော့ဘူးquality က consistent မဖြစ်တော့ဘူးဖြစ်လို့ရှိရင်ဘာဖြစ်လာမှာလဲသူတို့ဘက်မှာဘာဖြစ်လာလဲဆိုတဖြည်းဖြည်းနဲ့ဒီဇိုင်းတော့လက်ရကျသွားပြီဒီဇိုင်းတော့ခိုသွားပြီဒီဇိုင်းတော့ဘာဖြစ်သွားပြီဆိုပြီးတော့ပဲ noise ထွက်လာတတ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကကိုပေးနိုင်တဲ့အရာတခုကိုဖန်တီးပါပြီးလို့ရှိရင်အဲ့ဒါကို consistent ဖြစ်ဒီ quality တိုင်းရအောင်ပေးပါအခုပြောရတဲ့အချက်တွေကိုပြင်ဆင်နေတယ်ဆိုလို့ရှိရင် SIR ကိုလာခဲ့ပါ SIR ကိုစိတ်ဝင်စားဆိုရင်ကျွန်တော် comment မှာ SIR ဆိုပြီးမှတ်ခဲ့ပေးပါကျွန်တော်တို့ဘက်ကနေဆက်သွယ်ပေးပါမယ်